မိတ်ဆွေအနေနဲ့အသက်60 65နှစ်အထိနေတိုင်းကိုမနက်9နာရီကနေညနေ9နာရီအထိအလုပ်တွေသွားပင်ပန်းအလုပ်တွေလုပ်ပြီးမှအိုမင်းမဆန်းဖြစ်တဲ့အရွယ်ရောက်မှအနားယူခြင်းသလားဒါမှမဟုတ်ငယ်ငယ်ရွယ်ခွန်အားတွေအပြည့်အဝရှိနေတော့ကိုသွားခြင်းတဲ့နေရာတွေကိုသွားနိုင်တဲ့အရွယ်မှာပဲငွေကြေးပြည့်စုံစွာနဲ့အလုပ်ကနေစောစောအနားယူခြင်းသလားဒီမိကုန်းကိုမေးလိုက်ရင်လူတိုင်းကတော့ငယ်ငယ်ရွယ်နဲ့ချမ်းသာစွာအနားယူခြင်းရတာပေါ့လို့ဖြေကြမှာပါပဲဒါပေမဲ့လက်တွေ့ဘဝမှာတော့လူအများစုကတစ်သက်လုံးအလုံးလုံးရင်းနဲ့ပဲဘဝကိုကုံဆုံးသွားကြပါတယ်ဘာဖြစ်လို့လဲဘာကြောင့်လူနည်းစုကပဲငယ်ငယ်ရွယ်နဲ့ချမ်းသာသွားပြီးတော့စောစောစီစီအနားယူနိုင်ကြတာလေသူတို့မှာဘလို့လိုဝက်ချက်တွေရှိနေလို့လေဒီနေ့မိတ်ဆွေတို့ကိုအဲ့ဒီလိုဝက်ချက်ကိုဖော်ထုတ်ပြမယ်စာအုပ်တအုပ်နဲ့မိတ်ဆက်ပေးချင်ပါတယ်အဲ့ဒီစာအုပ်ကတော့ကဘာကျော် Rich Dad Poor Dad စာအုပ်ကိုရေးသားခဲ့တဲ့စာရေးဆရာ Robert Kiyosaki ရဲ့ Retire Young, Retire Rich ငယ်ငယ်ရွယ်နဲ့ချမ်းသာစွာအနားယူပါဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်ဒီစာအုပ်အနှစ်ချုပ်ကိုနားထောင်ပြီးသွားတဲ့အခါမှာမိတ်ဆွေတို့အတွက်ဘာတွေပြောင်းလဲသွားမလဲဆိုတာကိုအရင်ဆုံးပြောပြပေးချင်ပါတယ်ဒီဗီဒီယိုလေးပြီးဆုံးသွားတဲ့အခါမှာမိတ်ဆွေရဲ့ငွေကြေးနဲ့ပတ်သက်တဲ့အမြင်တွေလုံးဝကိုဇောက်ထိုးမိုးမြပြောင်းလဲသွားပါလိမ့်မယ်အကျွေးဆိုတာကစိုးဝါးတွေဆိုတဲ့မိတ်ဆွေရဲ့အတိမတ်ပြုထားတဲ့အမြင်တွေပြောင်းလဲသွားပြီးတော့ချမ်းသာတဲ့သူတွေကအကျွေးကိုဘလို့အသုံးချပြီးတော့ပိုချမ်းသာအောင်လုပ်လေဆိုတာကိုနားလည်သွားပါလိမ့်မယ်အရင်ကဒီဟာကိုငါတော့မဝေးနိုင်ပါဘူးငါမှပတ်စံမှမရှိတာဆိုတဲ့အရှုံးပေးတတ်တဲ့စိတ်ကနေဘလို့နီးနဲ့ဝေးနိုင်အောင်လုပ်ရမလဲဆိုတဲ့အုံနောက်ရဲ့အစွမ်းထက်ဆုံးစွမ်းရည်ကိုဖွင့်ပေးနိုင်သွားပါလိမ့်မယ်အရေးကြီးဆုံးကတော့ကိုယ့်ရဲ့အခြေအနေကိုငွေနဲ့လဲလှယ်ပြီးတော့တစ်သက်လုံးအလုပ်လုပ်နေရတဲ့ဘဝကနေငွေကကိုယ့်အတွက်ပြန်အလုပ်လုပ်ပေးတဲ့စနစ်ကိုဘယ်လိုတည်ဆောက်ရမလဲဆိုတာကိုသဘောပေါက်သွားလပါလိမ့်မယ်။ကဲမိတ်ဆွေအစဉ်ဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဘဝကိုပြောင်းလဲပေးမယ်ခီးစဉ်လေးကိုစတင်လိုက်ကြရအောင်ပါ။အပိုင်း1နှင်းတော်တွေကဂရီစကားတစ်ခွန်းစာအုပ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်နဲ့စတင်ထားပါတယ်။အချိန်က1984ခုနေရာကစောင်းရသည့်နင်းနေထူထူထပ်ထပ်ကျနေတဲ့တောင်တန်းပေါ်ကတစ်လုံးအိမ်လေးတစ်အိမ်မှာပါရောဘတ်နဲ့သူဇနီးကင်တို့ကသူတို့ရဲ့တငယ်ချင်းလယ်ရီတို့ဇနီးမောင်နှံနဲ့အတူအဲ့ဒီအိမ်လေးထဲမှာရှိနေကြပါတယ်အဲ့ဒီအချိန်တုန်းကတော့ရောဘတ်တို့လင်မယားမှာပတ်စံတပြားမှမရှိပါဘူးအလုပ်လည်းမရှိဘူးစီးပွားရေးပြက်ကက်နဲ့ကြုံထားရလို့သူတို့အခြေအနေကတော်တော်လေးကိုစိုးဝါးနေတဲ့အချိန်မှာဒါပေမဲ့အဲ့ဒီနင်းတော်တွေကအိမ်လေးမှာထိုင်းနေရင်းနဲ့သူတို့လင်မယားနှစ်ယောက်ကရီမန်းချက်ကြီးတစ်ခုကိုချမှတ်ခဲ့ကြပါတယ်အဲ့ဒါကတော့နောက်10နှစ်အတွင်းမှာတို့တွေအလုပ်ကနေအပြီးတိုင်အနားယူမယ်ငွေကြေးလွတ်လပ်ခွင့်အပြည့်အဝရယူမယ်ဆိုတဲ့ရည်မှန်းချက်ပါမိတ်ဆွေစဉ်းစားကြည့်ပါပတ်စံတပြားမှမရှိတဲ့သူအလုပ်လည်းမရှိတဲ့သူနှစ်ယောက်ကနောက်10နှစ်ဆိုလို့ရှိရင်ချမ်းသာစွာနဲ့အနားယူမယ်လို့ပြောလာရင်မိတ်ဆွေဘယ်လိုထင်မလဲသူတို့တငယ်ချင်းတွေကရောသူတို့ကိုမင်းတို့ယူနေပြီလားလို့ထင်ခဲ့ကြတယ်ဒါပေမဲ့လက်တွေ့မှာတော့ရောဘတ်နဲ့ကင်က10နှစ်တောင်မကြာလိုက်ပါဘူး9နှစ်အကြာ1994ခုနှစ်မှာပဲရောဘတ်အသက်48ခုနှစ်အသက်48နှစ်ဇနီးဖြစ်သူကင်အသက်38နှစ်အရွယ်မှာသူတို့ကငွေချေးပြည့်စုံစွာနဲ့အလုပ်ကနေအပြီးတိုင်နားယူနိုင်ခဲ့ပါတယ်သူတို့အလုပ်လုပ်ဆရာမလိုတော့ဘူးသူတို့ရဲ့ပိုင်ဆိုင်မှုတွေကနေဝင်လာတဲ့ဝင်ငွေ passive income ကသူတို့ရဲ့လစဉ်အသုံးစရိတ်ထက်အများကြီးပိုးနေခဲ့ပါပြီသူတို့ဘယ်လိုလုပ်ခဲ့ကြတာလဲပတ်စံတများပဲမရှိတဲ့အခြေအနေကနေ10နှစ်တောင်မပြည့်တဲ့အချိန်တွင်းမှာဘာလို့များဒီလောက်မြင်မြန်ဆန်ဆန်ချမ်းသာသွားကြတာလဲဒီနေရာမှာရောဘတ်ကလှုပ်ဝက်ချက်စကားလုံးတစ်ခုကိုထုတ်ဖော်ပြောပြထားပါတယ်အဲ့ဒီစကားလုံးကတော့ leverage ဆိုတဲ့စကားလုံးပါပဲအပိုင်းနဲ့ leverage ဆိုတာဘာလဲဒီစာအုပ်တစ်အုပ်လုံးရဲ့အသက်ကဒီစကားလုံးပါပဲ leverage ဆိုတာကမြန်မာလူတိုင်းရဲ့ဘာသာပြန်ရရင်တော့မောင်းတန်အားသာချက်ဩဇာတက်ရောက်မှုလို့အဓိပ္ပာယ်တွေမျိုးမျိုးရှိပါတယ်ဒါပေမဲ့စီးပွားရေးနဲ့ငွေကြေးဆိုင်ရာမှာတော့ leverage ဆိုတာကအနည်းဆုံးအားစိုက်ထုတ်မှုနဲ့အများဆုံးရလဒ်ကိုရယူခြင်းလို့အဓိပ္ပာယ်ရပါတယ်စာအုပ်ထဲမှာရောဘတ်ကရိုးရှင်းတဲ့ဥပမာလေးတစ်ခုပေးထားပါတယ်မိတ်ဆွေရှိမှာကြီးမားလေးလံနဲ့ကြောက်တုံးကြီးတစ်တုံးရှိတယ်ဆိုပါစို့မိတ်ဆွေရဲ့လက်ချီတက်တက်နဲ့အဲ့ဒီကြောက်တုံးကိုမမယ်ဆိုလို့ရှိရင်မမနိုင်ပါဘူးဒါပေမဲ့တစ်သားတန်းရှိတစ်ချောင်းနဲ့အောက်ခံကြောက်ခဲလေးတစ်လုံးကိုအသုံးပြုလိုက်မယ်ဆိုလို့ရှိရင်တော့မိတ်ဆွေလက်တစ်ဖက်ထဲနဲ့အားသိပ်ဆိုင်စရာမလိုဘဲနဲ့အဲ့ဒီကြောက်တုံးကြီးကိုရွှေ့လို့ရသွားပါပြီအဲ့ဒါက leverage ပါပဲကို့မှာရှိတဲ့ခွန်အားအနှဲငယ်ကိုကရိယာတစ်ခုခုသုံးပြီးတော့အစာပေါင်းများစွာကြီးမားသွားအောင်လုပ်လိုက်တာပါငွေကြီးလောကမှာလည်းဒီလိုပါပဲ
လူအများစုကသူတို့ရဲ့ကိုယ်ပိုင်အခြေကိုယ်ပိုင်ခွန်အားကိုယ်ပိုင်ငွေကြေးကိုပဲအသုံးပြုပြီးတော့အလုပ်လုပ်ကြပါတယ်ဒါကမောင်းနဲ့မပါဘဲနဲ့ကြောက်တုံးကြီးကိုလက်နဲ့မနေတာနဲ့အတူတူပါပဲဒါကြောင့်မို့လို့သူတို့ကတစ်သက်လုံးအလုပ်လုပ်နေရတာပါချမ်းသာတဲ့သူတွေကတော့စောစောအနားယူနိုင်တဲ့သူတွေကြတော့ leverage ကိုသုံးရတယ် leverage မှာဘာတွေပါလဲဆိုတော့ OPM လို့ခေါ်တဲ့ other people's money တခြားသူတွေရဲ့ငွေကိုအသုံးချခြင်းဘဏ်ကချေးငွေရင်းနှီးမြှုပ်နှံတဲ့သူတွေစီကငွေ OPT လို့ခေါ်တဲ့ other people times တခြားသူတွေရဲ့အချိန်ကိုအသုံးချခြင်းဝန်ထမ်းတွေငှားရမ်းခြင်းကျွမ်းကျင်ပညာရှင်တွေကိုအသုံးချခြင်းရောဘတ်ကပြောတယ်တင်ဘလောက်မြန်မြန်ချမ်းသာပြီးတော့အနားယူနိုင်မလဲဆိုတာကတင်ဘလောက်အတိုင်းအတာထိ leverage ကိုအသုံးချနိုင်တယ်လဲဆိုတဲ့အပေါ်မှာမူတည်တဲ့ဒီစာအုပ်မှာ Robert ကအရေးကြီးတဲ့ leverage ၃မျိုးကိုအသေးစိတ်ရှင်းပြထားပါတယ်နံပါတ်1မိတ်ဆွေစိတ်ကူးစိတ်သန်းရဲ့ leverage နံပါတ်2မိတ်ဆွေအစီအစဉ်ရဲ့ leverage နံပါတ်3မိတ်ဆွေလှုပ်ဆောင်ချက်ရဲ့ leverage ကဲတစ်ခုချင်းစီကိုအသေးစိတ်လေ့လာကြည့်ရအောင်ပါအပိုင်း3စိတ်ကူးစိတ်သန်းရဲ့ leverage ဒါကအရေးကြီးဆုံးအပိုင်းမှာအရာအလုံးကမိတ်ဆွေရဲ့စိတ်ကနေစတင်တာပါရောဘတ်ကမင်းရဲ့စိတ်ကမင်းကိုအချမ်းသာဆုံးဖြစ်အောင်လုပ်ပေးနိုင်တဲ့အကောင်းဆုံးကိရိယာဖြစ်တယ်လို့မျိုးမင်းကိုတစ်သက်လုံးဆင်းရဲတွင်းကမတက်အောင်ဖိထားနိုင်တဲ့အဆိုးဝါးဆုံးအရာလည်းဖြစ်တယ်လို့ဆိုပါတယ်စကလုံးတွေရဲ့ဆွမ်းအားစာအုပ်ထဲမှာရောဘတ်ရဲ့ချမ်းသာတဲ့ဖခင်နဲ့ဆင်းရဲတဲ့ဖခင်တို့ရဲ့ကြွားချချက်ကိုပြထားပါတယ်ဆင်းရဲတဲ့ဖခင်ကကားကောင်းကောင်းတစ်စည်းပဲဖြစ်ဖြစ်အိမ်ကောင်းကောင်းတစ်လုံးပဲဖြစ်ဖြစ်တွေ့တဲ့အခါငါဒါကိုမဝယ်နိုင်ပါဘူးကွာလို့အမြဲပြောလို့ရှိတယ်ချမ်းသာတဲ့ဖခင်ကတော့အဲ့ဒီစကလုံးကိုဘယ်တော့မှအပြောမခံဘူးအဲ့ဒီစားငါဒါကိုဘလို့နီးလန်းနဲ့ဝယ်နိုင်အောင်လုပ်ရမလဲဆိုတဲ့မိကွန်းကိုထုတ်လို့ရှိပါတယ်မိတ်ဆွေသတိထားကြည့်ပါငါမဝယ်နိုင်ဘူးလို့ပြောလိုက်တာနဲ့မိတ်ဆွေရဲ့အုံတော့အလုပ်လုပ်တာရက်သွားပြီးတော့ဟုတ်တယ်လေမဝယ်နိုင်ဘူးဆိုပြီးတော့ညင်သွားပါတယ်ဒါပေမဲ့ငါဘလို့ဝယ်နိုင်အောင်လုပ်ရမလဲလို့မိကွန်းထုတ်လိုက်တဲ့အချိန်မှာတော့မိတ်ဆွေရဲ့အုံနောက်ကစတင်ပြီးတော့အလုပ်လုပ်ရပါတော့တယ်ဘလို့ဝင်ငွေထက်ရှာရမလဲဘယ်လိုမျိုးစီးပွားရေးလုပ်ရမလဲဘယ်လိုမျိုးရင်းနှီးမြှုပ်နှံရမလဲဆိုတဲ့အဖြေတွေကိုမိတ်ဆွေရဲ့အုံနောက်ကရှာဖွေပေးပါတော့တယ်ဒါကြောင့်မို့လို့ဒီဗီဒီယိုကိုနားထောင်နေတဲ့မိတ်ဆွေကဒီနေ့ကစပြီးတော့ငါမလုံးနိုင်ဘူးငါမဝင်နိုင်ဘူးငါမတက်နိုင်ဘူးဆိုတဲ့စကားတွေကိုမိတ်ဆွေရဲ့အပြီးတန်တွေကနေအပြီးတိုင်ဖြတ်ပစ်လိုက်ပါအဲ့ဒီအစားငါဘယ်လိုလုံးနိုင်မလဲလို့အမြင်မေးခွန်းထုတ်ပါဒါကမိတ်ဆွေရဲ့စိတ်ကို leverage လုပ်လိုက်တာပါပဲအပိုင်းလေးအစီအစဉ်ရဲ့ leverage စောစောကပြောခဲ့တဲ့ Robert နဲ့သူဇနီးကနောက်10နှစ်မှာအနားယူမယ်ဆိုတဲ့ရည်မှန်းချက်ချလိုက်တယ်။ဒါပေမဲ့ရည်မှန်းချက်သက်သက်နဲ့တော့မရဘူး။အစီအစဉ် plan ရှိဖို့လိုတယ်။မိတ်ဆွေချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်ဘယ်လိုအစီအစဉ်မျိုးရှိရမလဲ။ဒီနေရာမှာနားလည်ထားရမှာကဝင်ငွေအမျိုးအစားတွေပါ။တာမန်လူတွေကဝင်ငွေဆိုလို့ရှိရင်တစ်မျိုးတည်းသိကြတယ်။ဒါပေမဲ့ငွေကြေးလောကမှာဝင်ငွေ3မျိုးရှိပါတယ်။နံပါတ်1ဝင်ငွေက earn income အလုပ်လုံးမှရတဲ့ဝင်ငွေလစာလိုမျိုးပေါ့ဒါကတော့လူအများစုနေရနေတဲ့ဝင်ငွေပါကိုယ့်ရဲ့အချိန်နဲ့ခွန်အားကိုပြီးပြီးတော့ရတဲ့ငွေပါမိတ်ဆွေအလုပ်သွားရင်ပတ်စံရမယ်ဖျားလို့အလုပ်မသွားနိုင်ရင်ပတ်စံမရဘူးဒီဝင်ငွေအမျိုးအစားကအခွန်အခအများဆုံးပေးရတဲ့ဝင်ငွေဖြစ်သလိုမျိုးအချိန်နဲ့ကန့်သက်ထားတဲ့အတွက်ဘယ်တော့မှမချမ်းသာနိုင်တဲ့ဝင်ငွေအမျိုးအစားဖြစ်ပါတယ်နံပါတ်2ဝင်ငွေ portfolio income ရင်းနှီးမြှုပ်နှံမှုကနေရတဲ့ဝင်ငွေဒါကတော့စတော့ရှယ်ယာတွေငွေတိုက်စာချုပ်တွေရွှေတွေဝယ်ထားပြီးတော့ဈေးတက်လာတဲ့အခါမှာပြန်ရောင်းလို့ရတဲ့ဝင်ငွေမျိုးပါဒါကပထမဝင်ငွေထက်တော့ပိုကောင်းပါတယ်နံပါတ်3 passive income အလုံးလုံးစီရမလို့ပဲနဲ့ဝင်လာတဲ့ဝင်ငွေဒါကတော့အရေးကြီးဆုံးနဲ့အချမ်းသာဆုံးသူတွေအဓိကရှာဖွေတဲ့ဝင်ငွေပါကိုကအလုပ်သွားလို့ဆရာမလို့ပဲနဲ့ပုံမှန်ဝင်ငွေတွေဝင်နေတဲ့အရာပါဥပမာအိမ်ချမ်းမြေဝယ်ပြီးတော့အိမ်လာကငှားစားတာမျိုးကိုပိုင်စီးပွားရေးလုပ်ငန်းကနေလစဉ်အမျက်ငွေတွေရနေတာမျိုးစာအုပ်ရေးလို့ရတဲ့မူပိုင်ငွေတွေကနေရနေတာမျိုးပါဆင်းရဲတဲ့သူနဲ့လူလက်တန်းသားတွေရဲ့အစီအစဉ်ကပါလေကြောင်းကောင်းကောင်းတဲ့အမှတ်ကောင်းကောင်းယူအလုပ်ကောင်းကောင်းတစ်ခုရှာဖွေပြီးတော့ earn income လစာလေးနဲ့အသက်60ထိအလုပ်လုပ်ပြင်ဆင်ယူဒါကအရန်ကိုနှေးကွေးပြီးတော့ပြင်ပန်းတဲ့အစီအစဉ်မှာဒါဆိုရင်ချမ်းသာတဲ့သူတွေရဲ့အစီအစဉ်ကရောပါလေသူတို့က earn income လစာရဖို့အတွက်အလုပ်မလုပ်ပါဘူးသူတို့ရဲ့အစီအစဉ်ကသူတို့ရဲ့အခြေအနေကို portfolio income နဲ့ passive income ဖန်တီးဖို့အတွက်အသုံးပြုကြပါတယ် Robert နဲ့ Kin တို့ဘာလုပ်ခဲ့လဲသူတို့ကအင်ချမ်းမြေတွေကိုဝယ်ယူခဲ့တယ်ပြီးတော့အဲ့ဒီအိမ်တွေကိုငှားစားတယ်အဲ့ဒီကနေရလာတဲ့အိမ်လာက
သူတို့ရဲ့လာစဉ်စားဝတ်နေရေးအသုံးစရိတ်ထဲကြော်လွန်သွားတဲ့နေ့မှာသူတို့ကအလောက်ကနေအပီးတိုင်အနားယူလိုက်ပါတယ်မိတ်ဆွေစဉ်းစားကြည့်ပါမိတ်ဆွေရဲ့တလလိုအပ်နေတဲ့အသုံးစရိတ်က9သိန်းဆိုပါစို့မိတ်ဆွေမှာအလုပ်သွားလို့ဆရာမလိုဘဲနဲ့အိမ်လားကဒါမှမဟုတ်စီးပွားရေးလုပ်ငန်းတစ်ခုခုကနေလာစဉ်6သိန်းမှန်မှန်ဝင်းနေပြီဆိုလို့ရှိရင်မိတ်ဆွေမနှက်ပြန်ကနေစပြီးတော့အလုပ်ထွက်လိုက်လို့ရပါပြီမိတ်ဆွေငွေကြေးလွတ်လပ်ခွင့်ရသွားပါပြီဒါကြောင့်မို့လို့မိတ်ဆွေရဲ့အစီအစဉ်ကိုပြောင်းပါကိုယ့်ရဲ့အခြေအနေကိုလာစာလေးတစ်ခုအတွက်နဲ့ပဲမကုံဆုံးပါစေနဲ့ကိုအိတ်နေရင်တောင်မှပတ်စံဝင်းလာမဲ့ passive income လမ်းကြောင်းတွေကိုဘလို့ဖန်တီးမလဲဆိုတာကိုအစီအစဉ်ဆွဲပါဒါကမိတ်ဆွေအစီအစဉ်ရဲ့ leverage plan ပါပဲအပိုင်းကလုံဆောင်ချက် leverage ဒီအပိုင်းမှာတော့စာအုပ်ထဲမှာအလန်းဆုံးနဲ့အငင်းပွားဝယ်အကောင်းဆုံးအပိုင်းဖြစ်ပါတယ်လူအများစုရဲ့အသိအမြင်ကိုလုံးဝရိုက်ချိုးပြမဲ့အပိုင်းမှာအဲ့ဒါကတော့အကျွေးနဲ့ပတ်သက်တဲ့အမြင်မှာတာမန်လူတွေကအကျွေးယူတာမကောင်းဘူးအကျွေးကင်းတာချမ်းသာတာပဲအကျွေးဆိုတာကအမြန်ဆုံးဆက်ရမယ့်အရာလို့တင်ယူခဲ့ကြတယ်ဒါပေမဲ့ rich dad ချမ်းသာတဲ့ဖခင်ကတော့အဲ့ဒီလိုမတင်ပေးပါဘူးမင်းအကျွေးကိုကြောက်နေသည်မင်းဘယ်တော့မှမြင်မြင်မချမ်းသာနိုင်ဘူးလို့ပြောပါတယ်ဘာဖြစ်လို့လဲဆိုတော့အကျွေးမှာ2မျိုးရှိလို့ပါ good dad ဆိုတဲ့အကျွေးကောင်းနဲ့ bad dad ဆိုတဲ့အကျွေးဆိုးပါ bad dad အကျွေးဆိုးဆိုတာကကိုယ့်ရဲ့အိတ်ကက်ထဲကနေပတ်စံတွေကိုလာစဉ်ဆွဲထုတ်သွားတဲ့အကျွေးမျိုးပါဥပမာမိတ်ဆွေကလူကြွားခြင်းလို့မို့ဖုံးအသစ်ကိုအရေးကြဝယ်လိုက်တယ်ကားအသစ်ကိုအရေးကြဝယ်လိုက်တယ်အကျွေးဝယ်ကက်နဲ့အဝယ်စားတွေရှောက်ဝယ်တယ်အဲ့ဒီအတွက်လာစဉ်အကျွေးပြန်ဆက်နေရတယ်အဲ့ဒါကမိတ်ဆွေကိုပို့ဆင်းရဲစေတဲ့အကျွေးဆိုးတွေပါတာမန်လူတွေကအဲ့ဒီလိုမျိုးအကျွေးတွေကိုပဲယူကြပါတယ်နောက်တစ်ခုကတော့ good debt လို့ခေါ်တဲ့အကျွေးကောင်းသူတို့ကကြတော့ကိုယ့်ရဲ့အိတ်ကက်ထဲကိုလာစဉ်ပတ်စံတွေဝင်လာအောင်လုပ်ပေးတဲ့အကျွေးမျိုးပါချမ်းသာတဲ့သူတွေကအကျွေးကောင်းကိုအသုံးပြုပြီးတော့သူတို့ရဲ့ကြွေဝါမှုကိုအစာပေါင်းများစွာမြင့်တင်ကြပါတယ်စာအုပ်ထဲက Robert ရဲ့လက်တွေ့ဥပမာလေးကိုပြောပြမယ် Robert ကတိုက်ခန်းတစ်ခန်းကိုဒေါ်လာ3သိန်းနဲ့ဝယ်ခြင်းတယ်ဒါပေမဲ့သူ့စီမှာဒေါ်လာ3သိန်းမရှိဘူးသူ့မှာစုဆောင်းထားတဲ့ငွေဒေါ်လာ2000ပဲရှိတယ်ဒါဆိုလို့ရှိရင်တာမန်လူဆိုလို့ရှိရင်ငါပတ်စံမပြည့်သေးဘူးနောက်ထပ်8000ပြည့်အောင်ထပ်စုအောင်မဆိုပြီးတော့အချိန်ကြီးအများကြီးပေးရလိမ့်မယ်ဒါပေမဲ့ Robert ကဘာလုပ်လဲဆိုတော့သူ့စီမှာရှိတဲ့ဒေါ်လာ2000ကိုစပေါင်းငွေအနေနဲ့ပေးလိုက်တယ်ကျန်တဲ့ဒေါ်လာ8000ကိုဘဏ်ကနေအင်ယာချင်းငွေယူလိုက်တယ်အဲ့ဒီဒေါ်လာ8000က OPM other people's money တခြားသူတွေရဲ့ငွေကို leverage လုပ်လိုက်တာပါပဲအဲ့ဒီလိုဝယ်ပြီးတာနဲ့အဲ့ဒီတိုက်ခန်းကိုသူကအငှားချလိုက်တယ်တစ်လကိုအိမ်လားကဒေါ်လာ1000ရတယ်ဆိုပါစို့ဘဏ်ကိုလစဉ်အကျွေးပြန်ဆက်ရတဲ့ပမာဏကဒေါ်လာ900ပါအိမ်လားက1000နေကနေဘဏ်ကျွေး900ကိုဆက်လိုက်တဲ့အခါမှာ Robert ရဲ့အိတ်ကက်ထဲကိုတစ်လကိုအသက်ဝူတင်ဒေါ်လာ300ကဝင်လာပါတယ်မိတ်ဆွေတေချာစဉ်းစားကြည့်ပါအဲ့ဒီတိုက်ခန်းအတွက်ဘဏ်ကြီးကို Robert ကဆက်နေတာလားမဟုတ်ပါဘူးတိုက်ခန်းကိုငှားနေတဲ့အိမ်ငှားကဆက်ပေးနေတာပါ Robert ကသူ့ရဲ့ဒေါ်လာ2000လေးကိုသုံးပြီးတော့ဒေါ်လာ3သိန်းတန်ပိုင်ဆိုင်မှုကြီးတစ်ခုကိုရလိုက်တဲ့အပြင်လစဉ်လေသူ့အိတ်ကက်ထဲကိုငွေတွေဝင်နေပါတယ်နောက်10နှစ်15နှစ်နေလို့မို့ဘဏ်ကျွေးတွေကြီးသွားတဲ့အခါမှာအဲ့ဒီဒေါ်လာ3သိန်းတန်ကအခုဆိုလို့ရှိရင်ဈေးတွေပိုတက်နေလောက်ပြီးဖြစ်တဲ့အတွက်တိုက်ခန်းကြီးကသူ့ရဲ့ပိုင်ဆိုင်မှုအပြည့်အဝဖြစ်သွားပါပြီဒါက good debt အကျွေးကောင်းကိုအသုံးပြုပြီးတော့ OPM other people money သူများရဲ့ငွေနဲ့ကိုယ့်ရဲ့ကြွယ်ဝမှုကိုတိဆောက်သွားတာပါမိတ်ဆွေအကျွေးကိုဘယ်လိုသုံးချရမလဲဆိုတာကိုတက်ကျွမ်းသွားပြီဆိုလို့ရှိရင်မိတ်ဆွေမြန်မြန်ချမ်းသာဖို့လမ်းစားကတော့ပွင့်သွားပါပြီအပိုင်း6အရှုံးကိုရင်ဆိုင်ရတဲ့အချင်းငငယ်ရွယ်ရွယ်နဲ့ချမ်းသာခြင်းတွေဆိုလို့ရှိရင်နောက်ထပ်ပြောင်းလဲရမယ့်အရာကတော့အမားလုံးမိမှာအရှုံးပေါ်မှာကိုကြောက်တဲ့စိတ်ပါပဲကျောင်းတွေမှာကျွန်တော်တို့ကိုဘယ်လိုသင်ပေးခဲ့လဲအမားမလုပ်နဲ့အမားလုပ်ရင်အပြစ်ပေးခံရမယ်စာမွေးပွဲကြမယ်လို့သင်ပေးတယ်ဒါကြောင့်မို့လို့လူအများစုကလက်တွေ့ဘဝကိုရောက်တဲ့အခါမှာဘာအသင့်မှမစမ်းသက်ရတော့ဘူးစီးပွားရေးလုပ်ရမှာကြောက်တယ်ရင်းနှီးမြှုပ်နှံရမှာကြောက်တယ်ရှုံးသွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးနဲ့တင်ဘာမှမလုပ်ဖြစ်တော့ဘူးရောဘတ်ကပြောတယ်အောင်မြင်တဲ့သူတွေကတာမန်လူတွေထက်ပိုပြီးတော့အရှုံးတွေကြုံမှုတယ်ပိုပြီးတော့အမားတွေလုပ်မှုတယ်တဲ့ကလေးငယ်လေးတယောက်လမ်းစာလျှောက်တာကိုမြင်အောင်ကြည့်ကလေးကထားလိုက်လဲကျသွားလိုက်ပြန်ထားလိုက်ပြန်လဲကျလိုက်နဲ့အချိန်မောင်းများစွာလဲကျပြီးမှလမ်းလျှောက်တက်သွားတာပါငါလဲကျတော့မှကြောက်တယ်ဆိုပြီးတော့မထားတဲ့ကလေးဆိုတာမရှိပါဘူးစီးပွားရေးမှာရင်းနှီးမြှုပ်နှံမှုမှာလည်းဒီလိုပါပဲမိတ်ဆွေပထမဆုံးစလုပ်တဲ့စီးပွားရေးကရှုံးကောင်းရှုံးပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီအရှုံးကနေမိတ်ဆွေသင်ခန်းစာတွေရလိမ့်မယ်အဲ့ဒီသင်ခန်းစာတွေကနောက်တစ်ခါလုပ်တဲ့အခါတွေမှာမိတ်ဆွေကိုပို့ပြီးတော့တောလာစေတယ်ပို့ပြီးတော့ရင်းကျက်လာစေတယ်
အရှုံးဆိုတာကတင်ယူခြင်းဖြစ်စဉ်ရဲ့မရှိမဖြစ်အစိပ်ပိုင်းတစ်ခုပါဒါကြောင့်မို့လို့အမားလုံးမိမှာကိုမကြောက်ပါနဲ့ရှုံးတော်မှာကိုမကြောက်ပါနဲ့မလုံဖဲငြိမ်းနေတာကမှအကြီးမားဆုံးအရှုံးပါအဲ့ဒီရဲ့ risk ကိုတွက်ချက်ပြီးတော့ရေးရေးဝင်းဝင်းသာလုပ်ပြလိုက်ပါကဲမိတ်ဆွေစာအုပ်ရဲ့အဓိကအနှစ်သာရတွေကိုအားလုံးပြောပြပေးပြီးသွားပါပြီအခုဒီစာအုပ်လေးရဲ့အစမှာကျွန်တော်ဂရီပေးခဲ့တယ်လို့မျိုးအဲ့ဒီအကြောင်းအရာတွေကိုနားထောင်ပြီးတဲ့အခါမှာမိတ်ဆွေရဲ့ကောင်းထဲမှာအတွေးအသစ်တွေအမြင်သစ်တွေဝင်လာပြီးတော့ယုံကြည်ပါတယ်ပြန်ပြီးတော့အနှစ်ချုပ်ကြည့်ရအောင်နံပါတ်1ရည်မှန်းချက်ငငယ်ရွယ်နဲ့ချမ်းသာစွာအနားယူမယ်ဆိုတဲ့ရည်မှန်းချက်နဲ့ကန့်သက်ချက်မရှိတဲ့စိတ်ကူးကိုအရင်ဆုံးတိစောက်ပါငါမဝယ်နိုင်ဘူးဆိုတဲ့စကားကိုစွန့်လွတ်လိုက်ပြီးတော့ဘလို့ဝယ်နိုင်မလဲဆိုတာကိုအမြင်မိပါနံပါတ်2အစီအစဉ်လားစာတစ်ခုတည်းကိုပဲမိခိုးနေတဲ့ဘဝကနေရုံးထွက်လိုက်ပါကိုအိတ်နေချိန်မှာတောင်မှငွေရှာပေးမဲ့ပတ်စစ်အင်ခံလမ်းကြောင်းတွေကိုဘလို့တိစောက်မလဲစဉ်းစားပါနံပါတ်3လှုပ်ဆောင်ချက်တင်းရဲ့ခွန်အားတစ်ခုကိုပဲသုံးမဲ့အစားတခြားသူရဲ့ငွေ other people money နဲ့တခြားသူရဲ့အချိန် other people time ကို leverage အဖြစ်နဲ့ဘလို့အသုံးချရမလဲဆိုတာကိုလေ့လာပါအကျွေးကောင်းလို့ခေါ်တဲ့ကိုတက်တွေကိုအသုံးချပြီးတော့ပိုင်ဆိုင်မှု asset တွေကိုဝယ်ယူပါဒီစာအုပ်ကပေးတဲ့အကြီးမားဆုံးသင်ခန်းစာကတော့မိတ်ဆွေရဲ့ဘဝမိတ်ဆွေရဲ့အချိန်တွေကမိစေအတွက်ပဲဖြစ်ရမယ်ဆိုတာပါပဲငွေအတွက်ကိုတစ်သက်လုံးကြုံခန်းနေရတဲ့ဘဝကနေငွေကိုကိုယ့်အတွက်အလုပ်ပြန်လုပ်ခိုင်းတဲ့သခင်နေရာကိုရောက်အောင်သွားရပါမယ်ရောဘတ်နဲ့ခင်တို့ရဲ့နှင်းတော်တွေကအိမ်လေးမှာစတင်ခဲ့တဲ့အိမ်မက်ကနောင်10နှစ်တောင်မကြာဘဲနဲ့တကယ်ဖြစ်လာခဲ့သလိုမျိုးပဲမိတ်ဆွေလည်းဒီနေ့ဒီအချိန်ကနေစပြီးတော့တည်ကြတဲ့အစီအစဉ်တစ်ခုဆွဲတိကျတဲ့လှုပ်ဆောင်ချက်တွေနဲ့ leverage ကိုအသုံးချမယ်ဆိုလို့ရှိရင်မိတ်ဆွေမှန်းထားတာတဲ့အများကြီးပို့ပြီးတော့မြင်မြင်ဆန်ဆန်နဲ့ငွေကြေးလွတ်လပ်ခွင့်ကိုရရှိပြီးငငယ်ရွယ်ရွယ်နဲ့ချမ်းသာစွာအနားယူနိုင်မှာအသေးချပါပဲဒီနေ့ကနေစပြီးတော့မိတ်ဆွေရဲ့ခွန်အားတွေကိုအချီးနှီးမကုံဆုံးပါစေနဲ့ leverage ဆိုတဲ့စကားလုံးကိုနှလုံးသွင်းပြီးတော့မိတ်ဆွေရဲ့ဘဝကိုအကောင်းဆုံးဖန်တီးလိုက်ပါအချိန်ပေးပြီးတော့နားထောင်ပြီးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်မိတ်ဆွေအနေနဲ့လည်းဒီစာအုပ်လေးကနေအကြောင်းအရာတွေကိုလက်တွေ့အသုံးချပြီးတော့မြန်မြန်ဆန်ဆန်နဲ့အောင်မြင်မှုတွေရယူနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်ထပ်လည်းဘလို့စာအုပ်ကောင်းတွေကိုတင်ဆက်ပေးစီခြင်းလဲဆိုတာကို comment မှာရေးပြခဲ့ကြပါဦးအားလုံးပဲတာရတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေဗျအားလုံးပဲအဆင်ပြေကြပါစေ